ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာရေတွေနဲ့ဖုံးလွှမ်းထားတဲ့အပြာရောင်ကျော်လို့ခေါ်ဆိုကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကမ္ဘာထက်တောင်ရေပိုများပြီးရေတွေနဲ့ပဲဖွဲ့စည်းထားတယ်လို့ယူဆရတဲ့ထူးဆန်းအရေးဖွယ်ကြိုတလုံးရှိနေတယ်ဆိုတာသင်သိပါရဲ့လားဒီနေ့မှာတော့အာကာသထဲကရေကမ္ဘာလို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ GJ တွဲဖော် DB ကြိုအကြောင်းတင်ဆက်ပေးသွားခြင်းပါတယ်။ GJ တွဲဖော် DB ကဘာလို့ဒီလောက်အရေးပါပြီးသိပ္ပံပညာရှင်တွေကိုစိတ်ဝင်စားစေတာလဲဆိုတာကိုဒီနေ့အသေးစိတ်ဆွေးနွေးသွားပါမယ်။ GJ တွဲဖော် DB ကို2009ခုနှစ်မှာ NS Project ကနေစတင်တွေ့ရှိခဲ့တာပါသူဟာကျွန်တော်တို့ကမ္ဘာကနေအလင်းနှစ်40နှစ်လောက်ပဲဝေးတဲ့နေရာမှာရှိပါတယ်ဒါဟာစကြဝဠာကြီးရဲ့မှာဆိုရင်ကျွန်တော်တို့နဲ့တော်လေးနီးစပ်တယ်လို့ပြောရပါတယ်ဒီဂျုံဟာ GJ တွဲဖော် D လို့ခေါ်တဲ့ဂျယ်နီဘူးတစ်လုံးကိုလှည့်ပတ်နေတာပါဒီဂျယ်နီဘူးကကျွန်တော်တို့ရဲ့နေထက်ပိုသေးငယ်ပြီးအလင်းအားလည်းပိုနီးပါတယ်GJ တွဲဖော် DB ဟာကျွန်တော်တို့ကမ္ဘာထက်ပိုကြီးပြီး Super S အမျိုးအစားကြိုတစ်လုံးဖြစ်ပါတယ်ဆိုလိုတာကသူကကျွန်တော်တို့ကမ္ဘာထက်ကျက်ထုနဲ့အရွယ်စားပိုကြီးပါတယ်အချင်းအားဖြင့်ကမ္ဘာရဲ့1.9 ဆလောက်ရှိပြီးကျက်ထုအားဖြင့်ကမ္ဘာရဲ့6.5 ဆလောက်ရှိပါတယ်GJ တွဲဖော် DB ကိုသိပ္ပံပညာရှင်တွေဘာလို့ဒီလောက်စိတ်ဝင်စားရတာလဲဆိုရဲ့အဓိကအချက်ကတော့သူဟာရေတွေနဲ့ဖုံးလွှမ်းနေတဲ့ရေကမ္ဘာတစ်ခုဖြစ်နိုင်တယ်လို့ခန့်မှန်းထားလို့ပါပဲသိပ္ပံပညာရှင်တွေတွက်ချက်ထားတဲ့ကျက်ထုနဲ့အရွယ်စားအချိုးအစားအရဒီကျိုးရဲ့အများစုဟာရေတွေနဲ့ဖွဲ့စည်းထားတယ်လို့ယူဆရပါတယ်ကျွန်တော်တို့ကမ္ဘာမှာရေကမျက်နှာပြင်ရဲ့80%လောက်ပဲဖုံးလွှမ်းထားပြီးအများစုကကြောက်သားနဲ့တတုတွေပါဒါပေမဲ့ GJ တွဲဖော် DB မှာတော့ရေရဲ့ပါဝင်မှုက90%ဤနိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒီကျိုးရဲ့ရေတွေဟာကျွန်တော်တို့ကမ္ဘာကရေလိုမျိုးမဟုတ်ပဲရေခဲဘူးဒါမှမဟုတ်စူပါဖီယူဝါဒလိုမျိုးထူးခြားတဲ့အခြေအနေတွေမှာတည်ရှိနေနိုင်ပါတယ်ဒီလိုဖြစ်ရတာကသူ့ရဲ့အတွင်းပိုင်းဖိအားတွေကအလွန်များပြားပြီးအပူချိန်လည်းမြင့်မားတာကြောင့်ပါဒါဟာရေရဲ့ဖွဲ့စည်းပုံအပေါ်အလွန်ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်GJ တွဲဖော် DB ဟာသူ့ရဲ့ကျဲ GJ တွဲဖော် D ကိုအလွန်နီးကပ်စွာလက်ပတ်နေပါတယ်ဒါကြောင့်အပူချိန်ကလည်းအတော်လေးမြင့်ပါတယ်မျက်နှာပြင်ပူချိန်ဟာ280ဒီဂရီစင်တီဂရိတ်နဲ့936ဒီဂရီဖာရင်ဟိုက်လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒီအပူချိန်ကတက်ရှိတွေနေထိုင်ဖို့တင့်တော်တဲ့အပူချိန်မဟုတ်ပါဘူးဒါပေမဲ့ဒီကျုံမှာထူထပ်တဲ့လေထုကြီးရှိနေတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကတွေ့ရှိထားပါတယ်ဒီလေထုထဲမှာရေခိုးရေငွေ့တွေအဓိကပါဝင်နေတယ်လို့ယူဆရပါတယ်ဒီလေထုကပူလောင်တဲ့နေရောင်ခြည်ကိုစုပ်ယူထားနိုင်ပြီးဖန်လုံအင်အားနည်းတင်ကိုဖြစ်စေနိုင်ပါတယ်GJ တွဲဖော် DB ဟာရေကမ္ဘာဖြစ်နိုင်မလားဆိုတာကိုအတိအကျသိရဖို့အတွက် JWST ကိုအဓိကထားပြီးလေ့လာမှုတွေဆက်လုပ်နေပါတယ် JWST ရဲ့စွမ်းထက်တဲ့ကိရိယာတွေကဒီကျိုးရဲ့လေထုဖွဲ့စည်းပုံကိုပုံမတိကျစွာခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်လေထုထဲမှာဘလို့ဓာတ်ငွေ့တွေအတိအကျပါဝင်လဲဘလောက်ထူထပ်လဲဆိုတာကိုသိရှိလာပါကသူ့ရဲ့သိသိစနဲ့ပတ်သက်တဲ့တွက်ချက်မှုတွေကိုပိုပြီးခိုင်မာစေမှာဖြစ်ပါတယ် JWST Daily စကုပ်ရဲ့ကနဦးလေ့လာမှုတွေအရGJ တွဲဖော် DB မှာကာဗွန်ဒိုင်အောက်ဆိုက်လိုဓာတ်ငွေ့တွေရှိနေနိုင်ပြီးရေခိုးရေငွေ့များပြားလည်းရှိနေနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါ့အပြင်အနာဂတ်မှာပေါ်လာမဲ့ EAD Daily စကုပ်လိုမျိုးမြေပြင်ခြေစိုက် Daily စကုပ်ကြီးတွေကလည်း GJ တွဲဖော် DB ကိုပိုပြီးနည်းနည်းစွာလေ့လာနိုင်ဖို့အထောက်အကူဖြစ်ပါလိမ့်မယ်။ GJ တွဲဖော် DB ဟာကျွန်တော်တို့စကြဝဠာတွေကဂျိုတွေဟာဘလောက်ထိအမျိုးအစားစုံလင်ပြီးထူးခြားနိုင်လဲဆိုတာကိုပြသနေပါတယ်။သူကရေကမ္ဘာဖြစ်နိုင်တယ်ဆိုတဲ့အယူဆဟာသိပ္ပံစိတ်ကူးရင်ကမ္ဘာထဲကနေလက်တွေ့အာကာသထဲအထိဆွဲခေါ်လာခဲ့တာပါ။ GJ တွဲဖော် DB ရဲ့လေ့လာတွေ့ရှိမှုတွေဟာကျွန်တော်တို့ရဲ့စကြဝဠာအပေါ်နားလည်မှုကိုပိုမိုကျယ်ပြန့်လာစေပါတယ်။သက်ရှိတွေနေထိုင်နိုင်တဲ့ဂျိုတွေကိုရှာဖွေရမှာအများစုကကမ္ဘာမြေလိုဂျိုတွေကိုအဓိကထားရှာဖွေနေကြပေမဲ့ GJ တွဲဖော် DB လိုဂျိုတွေကတခြားလုံးဝကွဲပြားခြားနားတဲ့ဂျိုပုံစံတွေမှာလည်းအသက်ရှင်သန်မှုပုံစံမျိုးမျိုးရှိနိုင်တယ်ဆိုရဲဖြစ်နိုင်ခြေကိုပြသနေပါတယ်။ GJ တွဲဖော် D ဟာရေများစွာနဲ့ဖွဲ့စည်းထားပေမဲ့သူ့ရဲ့အပူချိန်မြင့်မားမှုနဲ့ပြင်းထန်တဲ့ဖိအားတွေကြောင့်လူသားတွေနေထိုင်ဖို့တော့မသင့်တော်ပါဘူးဒါပေမဲ့ဒီဂျုံဟာစကြဝဠာကြီးရဲ့ရှုပ်ထွေးနဲ့နဲမှုထူးခြားမှုတွေကိုဖော်ပြနေတဲ့မှတ်တိုင်တစ်ခုပါပဲသူ့အကြောင်းဆက်လက်လေ့လာမှုတွေကအနာဂတ်အာကာသသိပ္ပံပညာအတွက်အရေးကြီးတဲ့ခြေလှမ်းတွေဖြစ်လာမှာအမှန်ပါပဲဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် GJ တွဲဖော် DB အကြောင်းဘလို့ထင်မြင်ချက်ရှိလဲဆိုတာကိုကွန်မန့်မှာလည်းဝင်ရောက်ဆွေးနွေးနိုင်ပါတယ်